ပြင်မှာသွားပြီးဖာသွားချပြီးပြင်လာတယ်လင်ပါလို့ဒီမှာနိုင်ကိုကြည့်ကြပါဒီမှာအိမ်ကမေကနေမကောင်းတော့အိမ်ကမေကနေမကောင်းလို့သူစိတ်ကျဉ်တတ်မှုမရဘူးဆိုပြီးတော့ဖာသွားချပြီးပြန်လာတာပါလို့ဒီမှာဒါတကယ်ကိုအောင့်ဖို့ကောင်းတယ်နော်တကယ်ကိုအောင့်ဖို့ကောင်းတယ်ခင်ဗျာဒါတတိယ3ချိန်မြောက်အချိန်ပေါ့နော်ဒါ3ချိန်မြောက်ပါလို့ဒါ3ချိန်လောက်ဆိုလို့ထင်တော့မနေတော့ ANDS တော့ဖြစ်နေတယ်မသိပြောပါအောင်အကြောင်းပြချက်လေးတစ်ခုလောက်ပေးပါဖေကိုသွားပြီးဖေကပြန်လာလဲဆိုတဲ့အကြောင်းပြချက်တစ်ခုယုံကြည်အောင်ပေးပြောပြမှာပြောယုံကြည်အောင်ပေးလေအခုဖေကပြန်လာလဲဆိုတဲ့ချက်လောက်ပြောကြည့်ရဘယ်တော့ပြန်လာလဲဆောက်ရွက်ဘယ်မှာသွားတောက်တာလဲဒါလည်းဘယ်မှာသွားတောက်တာလဲဒီတကယ်မတော်ဘူးပြောအောင်ပါပြီးလို့ပြောလို့ယုံအောင်အကြောင်းပြချက်တစ်ခုလောက်ပြောပါအောင်ပြီးရသွားတောက်ပြီးပြန်လာဆိုဘယ်ခန်းမှာသွားတောက်တာလဲပြီးရဘယ်ခန်းမှာသွားဆိုင်မှာသွားတော့တာမဟုတ်ဘယ်ဆိုင်မှာလဲဘယ်ဆိုင်မှာလဲဆိုင်မှာတောက်ပါတယ်ဆိုပါမယ်ဘယ်ဆိုင်မှာလဲလို့ပြောတစ်ချက်ပြောဘယ်ဆိုင်မှာလဲဆိုင်နေပြောတော့မင်းမသိမှာအပေါ့ပါလေအဲ့တော့အတူတူသွားတောက်ပြီးပြန်လာတဲ့3ယောက်လုံး7နာရီကလေးအခန်းပြန်ရောက်နေပြီနော်နေတယောက်တည်းပါသွားလောက်လဲနေတယောက်တည်းသွားတောက်တာလားလို့ပြုံးတစ်ချက်တုံးလေးတစ်ချက်မကင်နဲ့တမီယုံဖို့ကောင်းတယ်အမလဲမကင်နဲ့သွားဒါတော့ယောက်ျားဖြစ်သူကဖာတာချလို့ပေါ့နော်ဒါမိမဖြစ်သူကနေပြီးတော့ပြောနေတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ခင်ဗျာဒါတွေကတကယ်ပဲစိပါတယ်ဘာလို့လဲဆိုတော့ဒီထိုင်းနိုင်ငံမှာလို့ဒီမလေးလို့ပေါ့နော်ဒီပြပရောက်နေတဲ့သူတွေတော်တော်များများကဒီလိုမျိုးလောက်တာစိပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီထိုင်းနိုင်ငံမှာဆိုလို့ဆင်ရင်လေဒါမြန်မာမင်းကလေးတွေပတ်စံပေးပြီးတော့လိုက်စားနေတဲ့သူတွေစီတယ်ပေါ့နော်ဒါ live ပေါ်မှာကျွန်တော်တို့တွေ့ပူတာပေါ့နောက်ပြီးတော့သူတို့တက်တော်လို့ပါလို့ဆိုမှကျွန်တော်တို့တွေ့ပူတာပေါ့နော်ဘယ်စည်းနဲ့ဆိုပြီးကျွန်တော်လည်းဒါမျိုးတွေ့ပူတာပါနော်တွေ့ပူတာဒါမျိုးတွေကတကယ်စီပါတယ်ခင်ဗျပြင်ပါလေဒီလိုယောက်ျားလေးမျိုးတွေလည်းတပုံကြီးပါကျွန်တော်ပြင်မှာကျွန်တော်ဆုံမှုတဲ့လူတယောက်အဲ့လိုပဲသူတို့ကဒီအပြင်မှာလိုက်စားတာပေါ့နော်တိုက်စားတယ်လိုက်စားပြီးတော့နောက်တော့ဘာဖြစ်လာလဲဆိုတော့ ANDF ပေါ့နော် ANDF ဖြစ်လာတယ်ဒါကျွန်တော်တို့ရွာမှာပေါ့နော်ရွာမှာကြုံတွေ့ရတဲ့ဖြစ်စမ်းလေးပါကျွန်တော်တို့နဲ့ဆိုတော့ဒီအိမ်ကြီးသိမ့်မဝေးဘူးခင်ဗျအရင်သိမ့်မဝေးဘူးဒီအပျော်ပါလိုက်စားရနေပြီးတော့ AI ကူးလာတာပေါ့နော် AI ကူးပြီးတော့နောက်ပြီးဆိုတော့တည်သွားတာပေါ့ခင်ဗျဒီယောဂတကယ်ကိုလည်းကြောက်ဖို့ကောင်းပါတယ်ဒါကြောင့်အပျော်ပါကိုယ့်ရဲ့ယောက်ျားကပျော်ပါလိုက်စားနေတယ်ဆိုလို့ရှိရင်တော့အဲ့လိုယောက်ျားမျိုးကိုဆက်ပြီးတော့မပေါင်းတာဟာအကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့ဒီအဲ့ဒီယောဂကတကယ်ကိုကြောက်ဖို့ကောင်းတယ်ခင်ဗျဘာဖြစ်လို့ဆိုတော့ဒီအယိုးတွေကစအပီတွေထွက်တာတယ်အပီတွေထွက်ပြီးတော့ဟိုလှိမ့်နေအောင်ခံရတာလေဒါကျွန်တော်တို့ရွာမှာဖြစ်သွားတာနော်ရွာမှာဖြစ်သွားတာနမေတော့မခေါ်တော့ဘူးနော်ဘာဖြစ်လို့လဲဆိုသူတို့မိသားစုတိတ်ခါကြမှာဆိုတော့နောက်တစ်ပြည့်ရဖြစ်တာသူတို့ပိန်းပြီးသေးလေးပဲကြံတော့တယ်ခင်ဗျဒါကြောင့်ဒီလိုယောဂမျိုးတကယ်ကိုကြောက်ဖို့ကောင်းပါတယ်အပျော်ပါလုံးဝမလိုက်စားပါနဲ့ခင်ဗျဘာဖြစ်လို့ဆိုတော့ကိုသွားလိုက်စားတဲ့မိန်းကလေးကကိုတယောက်တည်းပတ်ကုန်နေတာမဟုတ်ပါဘူးယောက်ျားတက်ကနေပတ်ကုန်နေတာပါအဲ့လိုမျိုးကုန်းကြီးနဲ့ကိုနဲ့လေကိုမိမလည်းကိုကလည်းပြန်တွဲဆိုရင်တော့မကြပါဘူးခင်ဗျဒီယောဂကူဆက်လိုက်ရင်မိသားစုဒုက္ခပြီးမှဖြစ်ပါတယ်ဒါကြောင့်မို့တော့ဆောင်ကျင်ကြပါခင်ဗျအားလုံးပဲကျွန်တော်ကျေးဇူးတင်ပါတယ်